စုနှစ်ပွဲဆက်အနိုင်ရခဲ့ပေမဲ့မြန်မာမျိုးသမီးအသင်းဟာနောက်ဆုံးပွဲစဉ်မှာဗီယက်နမ်မျိုးသမီးအသင်းကိုဆုံးနေခဲ့တာကြောင့်စီးကိန်းကနေထွက်ခွာခဲ့ရပြီးပဲဖြစ်ပါတယ်။မြန်မာမျိုးသမီးအသင်းဟာခန်းစစ်အမှားကနေ2ဂိုးဆက်တိုက်ပေးလိုက်ရပြီးနောက်ပိုင်းမှာတော့ကစားကွက်တွေပြတ်ပြီးတော့ဗီယက်နမ်မျိုးသမီးအသင်းကိုအဖက်ဖက်ကဆင်မပြိုင်နိုင်ခဲ့ပါဘူး။ပထမပိုင်းပြီးမှတော့2ဂိုးကိုမရှိနဲ့ဆုံးနေခဲ့ပါတယ်။လူစားဝင်လာတဲ့ယွန်းရီလာရဲ့ကန်ချက်တစ်ခုသာရင်ခုန်မှုနှိစက်ခဲ့တာပါ။ဒုတိယပိုင်းမှာမြန်မာမျိုးသမီးအသင်းကအခွင့်အရေးတချို့ကိုရလာခဲ့ပေမဲ့လည်းဂိုးရအောင်မသွင်းနိုင်ခဲ့ပဲနဲ့ပွဲပြီးမှတော့ဗီယက်နမ်မျိုးသမီးအသင်းကို2ဂိုးကိုမရှိပြီးဆုံးနေခဲ့ပါတယ်။ပွဲစဉ်တစ်ခုဖြစ်တဲ့ဖိလစ်ပိုင်အသင်းနဲ့မလေးရှားအသင်းတို့ပွဲစဉ်မှာတော့ဖိလစ်ပိုင်အသင်းက6ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။မြန်မာဗီယက်နမ်နဲ့ဖိလစ်ပိုင်တို့ဟာ6မှတ်ရခြင်းတူခဲ့ပေမဲ့လည်းဂိုးကွာခြားချက်အသာဖြင့်ဗီယက်နမ်နဲ့ဖိလစ်ပိုင်တို့ကအုပ်စုအဆင့်ကနေကျော်လွန်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာအသင်းပြည်သက်များအားလုံးကျန်းမာချမ်းသာပြီးတော့လူရင်းဆန္ဒများပြည့်စုံနိုင်ကြပါစေခင်ဗျာ။